ကဲကျွန်တော်ဒီနေ့ပုံတစ်ပုံဆွဲပြမယ်ကြည့်အောင်နော်ပရမဆုံးရှင်းထည့်မယ်ပြီးရင်ဆွဲမဲ့ medium မင်းထည့်မယ်ပေါ့နော်ဒီမင်းလေးတွေကဆွဲလို့ကောင်းတယ်ဈေးသိပ်မကြည့်ဘူးမြန်မာပြည်မှာဆိုလဲတရုတ်တန်းမှာအလွယ်တကူဝယ်လို့ရတယ်ဒါကတော့တရုတ်စုတ်တန်းပေါ့နော်တရုတ်စုတ်တန်းပုံဆွဲလို့ဒါကောင်းတယ် comic style နေဆွဲလို့ကောင်းတယ်နောက်တစ်ခုကျတော့ water color ဆွဲလို့ကောင်းတယ်တရုတ် brush ဒါကတော့စုတ်တန်ကျွန်တော်အသုံးမပြုတာကြားတဲ့အတွက်ဒီစုတ်တန်လေးတွေကိုပြန်ပြီးတော့ရေလေးနဲ့ထိပြီးတော့ပြန်သွေးတာပေါ့နော်ပြန်ခြုံတာပေါ့ကဲအဲ့ဒါဆိုကျွန်တော်ပုံညမ်းလေးစဆယ်မယ်သုံးတဲ့ခဲတဲ့အမျိုးအစားကတော့ 2B အဲ့တော့ voice ဆွေတို့ကြည့်ရတာကြာနေမှာဆိုလို့နော်ကျွန်တော်လည်းမြန်လာတယ်ပုံချမ်းလေးကမိန်လေးကနေစဆွဲတာဖြစ်တဲ့အတွက်အစာပိုင်းမှာတော့သိမမြင်ရဘူးပေါ့နော်တဖြည်းဖြည်းနဲ့တော့ထင်းလာလိမ့်မယ်ဒါစပင်ရဲ့ rattan လေးတွေပေါ့ကျွန်တော်စပင်လေးတွေဆွဲလို့ရှိရင်အဲ့လိုစပင်လေးတွေလွင့်နေတာကိုကျွန်တော်သဘောကျတယ်ကဲဒါကတော့ဒုတိယချိန်ထပ်ပြီးတော့ခဲကြောပေါ့နော်ပထမမိန်လေးကခဲချမ်းခဲချမ်းကတော့ပုံချမ်းပုံဖော်တဲ့အဆင့်ပေါ့နော်အဲ့တော့ဒါကတော့မှင်စတင်ပြီခုနပုံမဆွဲခင်မှာကျွန်တော်ဒီ brush လေးတွေချွန်နေအောင်ရေလေးနဲ့တို့ပြီးတော့သွေးထားတာရှိတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုအသုံးချပြီမင်းလေးတို့ပြီးတော့ဆွဲရတာပေါ့လေမျက်နှာဝန်းကျင်တဝိုက်ကတော့တခြားလေးဆက်ရှိလက်ရှိဆွဲရတယ်နှစ်ဖူးတို့နှာခေါင်းတို့ပါးစပ်တို့ပေါ့နော် line ပလေးနဲ့အမှားပဲမရှိအောင်လိုအပ်တဲ့ပို့ပြီးတော့ခူမသွားအောင်တတိလေးထားပြီးဆွဲရတယ်ဒီ brush တွေကကျတော့နည်းနည်းလေးလက်ဖိအားများသွားတာနဲ့ line ထုသွားတတ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ point ကဒီမြင်ရတဲ့ brush အတိုင်းကိုမှနောက်ထပ်2ဆလောက်ကြီးအောင်သူကဖိလိုက်လို့ရှိရင်သူအပြားကြီးဖြစ်ပြီးတော့ line အထူကြီးပေါ့နော်အဲ့လိုမျိုးဆွဲလို့ရတယ်အဲ့တော့လက်ဖိဖို့အချိန်စကပညာသားပါတယ်ပေါ့နော်ဆွဲနေကြမဟုတ်လို့ရှင်တော့ဒီ brush လေးတွေကအသုံးပြုရခက်ခဲနိုင်တယ်ပြီးတော့ဒီ brush တွေကကျွန်တော်ဒီ comic ပေါ့နော်မြန်မာရုပ်ပြလောကပေါ့လွန်ခဲ့တဲ့80ခုနှစ်ပေါ့နော်80 80ဝန်းကျင်ပေါ့ကျွန်တော်သိရတာလောက်ပေါ့လေနော်အဲ့ဒီအချက်လက်ကမှားရင်လည်းမှားနိုင်တယ်အဲ့ဒီဝင်းကျင်လောက်ကဆိုလို့ရှိရင်မြန်မာရုပ်ပြပကြီးဆရာကြီးတွေပေါ့နော်ကျွန်တော်ဆိုကိုမောင်မြဝင်းထိန်ပကြီးဝတ်တော်ပကြီးမမောင်တိုက်
အဲ့ဒီဆရာကြီးတွေဆိုလို့ရှိရင်အဲ့ဒီ brush တွေနဲ့ဆွဲခဲ့ကြတယ်နောက်ပိုင်းပကြီးဆိုင်လာရှိုးကြောအောင်မောပကြီးအေးရပကြီးစော့တင်မောင်ပကြီးတရဲ့ကြာသူတို့လည်းဒီ brush တွေပဲသုံးခဲ့ကြတယ်ပေါ့နော်ဒီ brush ကိုတော်တော်လေးအသုံးပြုခဲ့ကြတယ်မြန်မာရုပ်ပြပကြီးဆရာကြီးတွေပေါ့နော်သူကတော့ဆွဲရတာနုနုညံ့ညံ့ပြ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 ောင်းလေးနဲ့လိုချင်တဲ့ line တွေ texture တွေ tone တွေကိုသူကကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့လိုသလိုလုပ်လို့ရတယ်အဲ့ဒါလေးကသူ့ရဲ့အားသာချက်ပေါ့နော်ပြီးတော့သူက color မပါဘူးပေါ့ဒါ comic style ဆိုရဆို color မပါဘူး color မပါတော့ဒီအဖြူအမဲရဲ့ရက်တာလည်းတစ်မျိုးလေး strong ဖြစ်တယ်ပေါ့နော်ကြည့်ရတာအဖြူပေါ်မှာအမဲဝိတ်နဲ့ဆွဲရတဲ့ feeling ပြီးတော့ထွက်လာတဲ့ look ရဲ့ feeling ကလည်းကြည့်လို့တော်တော်လေးကောင်းတယ်ပေါ့နော်ကျွန်တော်ငယ်ငယ်ကဒီလူပြပကြီးဆရာကြီးတွေပေါ့နော်ဟိုတော်တော်များများကတော့မရှိရှာတော့ပါဘူးအကုန်လုံးအဆုံးပါသွားကြပြီပေါ့နော်ကျွန်တော်ဘေးကနေသွားထိုင်ကြည့်ပူတယ်ပေါ့နော်အရန်ကိုမှအရသာရှိတယ်သူတို့ဆွဲနေရတာကြည့်ရတာအခုလည်းဒီ feeling မျိုးလေးရအောင်ပေါ့နော်ဘေးကနေထိုင်ကြည့်နေရတဲ့ feeling မျိုးလေးရအောင်ကျွန်တော်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်အခုကတော့ spin နေပေါ့ spin နေဆက်ရှိလက်ရှိဆွဲနေတာပေါ့ spin ထဲမှာရှိတဲ့လင်းနေအမှောင်နေပြီးတော့ spin ရဲ့ပျော့ပြောင်းမှုတွေ spin မှာရှိတဲ့ highlight တွေပြီးတော့ spin မှာရှိတဲ့အလွှာတွေဒါလေးတွေကို စိုက်ပြီးတော့ပုံဖော်နေတာပေါ့အခုဆွဲရနေရတော့ကျွန်တော်တို့ရဲ့ studio အသစ်ပေါ့နော် studio အသစ်studio ဆိုလို့အထင်တော့အများမကြည့်ကြပါနဲ့ကျွန်တော်တို့ studio ကဒီတိုင်းတိုင်ထောင် impact ကပေါ့နော်ဒီလောက်ပါပဲအဓိကကတော့အေးစစ်စစ်နဲ့ပုံဆွဲလို့ရမယ်အရေးရမယ်နေရာလေးတစ်ခုပေါ့ဖန်တီးလိုက်တာပေါ့ကျွန်တော်အများဆုံးဆွဲပစ်တာကတော့ digital ပေါ့လေဒါပေမဲ့ဒီ traditional ကလည်းတကယ်တော့ traditional ကဆွဲရတာပို့ပြီးတော့အရသာရှိတယ်ပေါ့နော်traditional လည်းလွတ်ထားလို့မရဘူးပေါ့ traditional ကလည်းကိုတကယ်ဆွဲကျင်တဲ့ medium တစ်ခုပေါ့လေနောက်ပိုင်းတော့အများကြီးဆွဲပြမယ်ထင်ပါတယ်ဒါကတော့ပထမဆုံးပုံဆိုတော့သူ့ပူလေးချင်တဲ့သဘောမျိုးပေါ့ဘောပပနဲ့အလွယ်တကူဆွဲလို့ရမယ် subject လေးပေါ့နော်ကောက်စင်လာပြီးတော့ဆွဲဖြစ်သွားတာပေါ့အခုကတော့အသေးစိတ်တွေကိုင်းနေတာပေါ့သူခန္ဓာကိုယ်မှာဆင်ရင်ထားတဲ့လေဆွဲတွေပြီးတော့ဒီတဲ့အိမ်ကဂျိုးတွေအိမ်လေဆွဲမှာရှိတဲ့ accessory တွေပေါ့နော်
ဒီဟွာလေးတွေပေါ့အဆွဲတွေတောဝက်ဆွဲတွေပြီးလို့ရှိရင်ငှက်ပေါ့နော်ငှက်ရဲ့အယိုးကောင်းလေးတွေဒါလေးတွေပေါ့အဲ့ဒါလေးဆွဲနေတာပေါ့အခုဆွဲတဲ့ပုံကတော့ဒါစိတ်ထဲရှိတဲ့အတိုင်းပါပဲဘာမှထွေထူးပြင်ဆင်တာမှမရှိဘူးဆွဲမဲ့ဟေးဆိုပြီးတော့စာရွက်ချပြီးတော့ကောက်ဟောပါပဲကောက်ဆွဲလိုက်တာပေါ့ဟိုရင်ကတော့ဒါမျိုးလေးတွေတော်တော်များများဆွဲပြစ်တယ်ပေါ့နော်ဒါအခုမှပြန်ပြီးတော့ဆွဲကြည့်တာပေါ့အခုဆွဲတဲ့နေရာလေးကဒါတအိမ်လေးပေါ့နော်သူ့ရဲ့နောက်ကျောမှာလွယ်ထားတဲ့တအိမ်လေးစကူထဲမှာပုံဖော်တာကတော့ဟိုပါပေါ့တိုင်းရင်းသားဆန်ဆန်ရှေးဟောင်းဆန်ဆန်เนาะအဲ့လိုပါပဲအတိတ်ပဲလေးလေးနည်းနည်းချင်းမရှိပါဘူးကျွန်တော်အဲ့တိုင်းရင်းသားတွေ culture တွေ traditional တွေလည်းသဘောကျတယ်ပေါ့နော်သူတို့ရဲ့ဝတ်တဲ့အဝတ်စားတွေအသုံးဆောင်တွေပြီးတော့ဆောင်းမောကအဲ့လိုပတ်တန်တွေပေါ့နော်ဒီဇိုင်းတွေအဲ့ဒါတွေရဲ့သဘောကျတယ်ပြီးတော့ traditional တွေလည်းသဘောကျတယ်ရှေးဟောင်းစင်ရင်ထုံးဖွဲ့မှုတွေပေါ့နော်ပြီးတော့မုတ်ဆိုးတွေလည်းကြိုက်တယ်မုတ်ဆိုးတွေအဲ့လိုကောင်းပွိုင်းတွေတာဇန်တွေလူရိုင်းတွေဒါမျိုးတွေလည်းသဘောကျတယ်အဲ့တော့ပုံဆွဲတဲ့အခါကျတော့ကိုသဘောကျနှစ်သက်တဲ့ပုံရိပ်တွေပေါ့နော်အကြောင်းအရာတွေခေါင်းထဲမှာသူ့အလိုလိုအစီပေါ်လာတာပေါ့ဒါလေးတွေကိုပဲဆွဲထုတ်ပြီးတော့တစားစင်းကြီးဆွဲထုတ်ပြီးတော့ပုံဖော်ဖြစ်တာပေါ့ဆွဲတဲ့ချိန်မှာတော့ခေါင်းထဲမှာတော့တော်တော်လုံးလုံးတယ်ခုနပြောသလိုပေါ့ကိုယ့်ရဲ့ memory တွေပြန်ပေါ်လာတာပေါ့နော်သိစိတ်နဲ့ရောမသိစိတ်နဲ့ရောနှစ်ခုစလုံးပေါ့အဲ့တော့ကိုဆွဲနေတဲ့အကြောင်းအရာတွေထဲမှာခံစားမှုတွေမှာကိုနှစ်သက်သဘောကျတဲ့ဒီအကြောင်းအရာတွေလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေစိတ်ရင်ထုံးဖွဲ့မှုတွေဓလေ့ထုံးတမ်းတွေဒါတွေလည်းပါတာပေါ့နော်ပြီးတော့မှတ်ခဲ့ပူတဲ့အစာတွေပြင်ကြည့်ခဲ့ပူတဲ့ရုပ်ရှင်တွေဒါတွေလည်းရောသမမွေသဘောမျိုးပါတာပေါ့ခေါင်းထဲမှာတော့အဲ့ဒီအချက်လက်တွေအကုန်လုံးကိုတပြိုင်နက်တည်းဖြန့်ခင်းပြီးတော့အဲ့ထဲမှာတစ်ခုချင်းစီပြန်ဆွဲထုတ်ရတာပေါ့အခုဆွဲတဲ့နေရာလေးကဒါကတနှောင်ပါပေါ့နော်ဒါခါမှာဒါတစ်လက်ရှိမယ်ဒါတစ်လက်ချိတ်ထားတယ်ပေါ့နော်အဲ့ဒီရဲ့ဒါတယိုးတနောက်အဲ့ဒီဟာလေးကတော့ဘလူးကောင်းပုံစံမျိုးပေါ့ရှေးဟောင်းဆက်ဆံလေးပေါ့အဲ့ဒီမှာကနုတ်တွေကနက်တွေရှိမှာပေါ့နော်အဲ့ဒီဟာလေးအသေးစိတ်ပေါ့
အဲ့တော့ခြားတော့စုတ်တန်ကနှစ်ချောင်းပေါ့လေဒါပေမဲ့ဒီတစ်ချောင်းနဲ့လောလောဆယ်ဆွဲရတာအဆင်ပြေနေတဲ့ခါကျတော့နောက်တစ်ချောင်းကိုတော့မသုံးပြဘူးပေါ့ဒါကတော့တရိုးမှာလက်ကင်မှာပေါ့နော်လက်ကင်မြဲအောင်ပေါ့ကျန်းရှာလေးဖြစ်နေအောင်ကျိုးတွေပေါ့နော်ကျိုးတွေပတ်ထားတာပေါ့ဒါတော့ကိုယ်စိတ်ကူပေါ့ခါမှရှိတဲ့ခါမှသူချိတ်ထားတဲ့ဟာတွေပေါ့ခါမှချိတ်ထားတဲ့ accessory တွေပေါ့ခါမှဘာတွေချိတ်တက်မလဲဆိုတော့ဂျိုးကွေးတွေချိတ်တက်မယ်နော်ရေဘူးတွေနောက်တခြားဘာတွေရှိအောင်လဲအဲ့လိုဓမြောင်တွေပြီးရှေ့တော့ဆိုရင်ငွေတုပ်ပေါ့နော်အတပြာတုပ်ပေါ့အဲ့ဒါမျိုးလေးတွေချိတ်ဆွဲတတ်ကြတယ်အဆောင်တွေလက်ဖွဲ့တွေလည်းအရေးကြီးတဲ့သူခီးသွားတဲ့အချိန်မှာသူသွားနေတဲ့အချိန်မှာသူ့အတွက်လိုအပ်တဲ့အရေးကြီးတဲ့ပစ္စည်းအားလေးတွေပေါ့နော်ဒါလေးတွေခါမှာချိတ်ထားမှာပေါ့နော်ချိတ်ထားတတ်တယ်ပေါ့ပုံဆွဲလို့ရှိရင်တော့ပုံချမ်းရတာတော့အကောင်းဆုံးပေါ့လေနော်ပုံချမ်းကိုတခြားလေးစနစ်တကျ stretcher မှန်တိဆောက်ထားတယ်ဆိုလို့ရှိရင်အချောဆွဲတဲ့အခါကျတော့အဆင်ပြေတာပေါ့ပုံချမ်းမှာလွဲနေတတ်တာမျိုးလည်းရှိတယ်ပေါ့နော်အဲဒီကကျလို့ရှိရင်တော့ဒီ inking လိုက်တဲ့အချိန်မှာပြန်ပြီးတော့ပြန်ထိရတာမျိုးပြန်ပြင်ရတာမျိုးလည်းရှိတယ်ဒါပေမဲ့ဒီပုံချမ်းမှာအတတ်နိုင်ဆုံးပြည့်စုံလေးခေါ်ရတယ်ဆိုလို့ရှိရင်အင်ကင်းလိုက်ရတာပို့ပြီးတော့အဆင်ပြေတာပေါ့ပုံချမ်းမှာလွဲနေတဲ့လိုအပ်ချက်တွေများနေရဆိုလို့ရှိရင်အင်ကင်းမှာတော့ပို့ပြီးတော့အားထုတ်ကြတယ်ပို့ပြမှန်းတယ်ပေါ့နော်ပြီးတော့အင်ကင်းဖြစ်တဲ့အတွက်အမားပြင်ဖို့လည်းခက်တယ်ပေါ့နော်ပြင်ရဖြတ်ရမရှိဘဲနဲ့ပုံတစ်ပုံအောင်မြင်ပြီးသွားတယ်ဆိုရင်တော့ပိုကောင်းတယ်အဲ့ဒါကြတော့ဒီအင်ကင်းအမျိုးအစားဖြစ်တဲ့အတွက်ဒီဘက်မှာပြန်အုပ်လို့ရတယ် correction ဘန်နဲ့ပြန်အုပ်လို့ရတယ် save ဖြူတွေနဲ့ပြန်အုပ်လို့ရတယ်ဒါပေမဲ့ကြည့်မကောင်းဘူးเนาะအဲ့လိုမျိုးဒီပြင်ရဖြတ်ရမရှိအောင်တော့တတိထားရတာပေါ့လေညာတော့ပြင်ရဖြတ်ရတွေကထင်းပေါ့เนาะအဖြူသားထင်းကြီးတွေပေါ်နေတတ်တယ်အားကြောင့်ဒီအင်ကင်းလိုက်တဲ့အချိန်မှာတော့တတိထားရတယ်တတိထားရဲဆိုတော့ကတော့အရွေတိုင်းကိုတတိထားရတာပေါ့နော်အရွေတိုင်းမှာကျွန်တော်ဆွဲတဲ့ခါကျတော့ဒါ line နဲ့เนาะ line ကိုအားပြုပြီးဆွဲရတာပေါ့အဲ့တော့ line ကိုအားပြုပြီးဆွဲနေတဲ့အချိန်မှာဒီ line တစ်ခုပေါ့နော်မြင်းချောင်းတစ်ခုရဲ့သူ့ရဲ့တန်ဖိုးပေါ့နော် value ပေါ့မြင်းချောင်းတစ်ခုရဲ့ value အဲ့တော့ဒီမြင်းချောင်းကကျွန်တော်တို့မြင်းချောင်းအပြော့လားအမာလားအကျန်အရှာပေါ့နော်ဒါလေးတွေသတိထားရတယ်
မြင်းကွေးသုံးပါလားမြင်းဖြောင်သုံးပါလားပြီးတော့ဒီနေရာမှာမှောင်ပါလားဒီနေရာမှာလဲပါလားဒီနေရာမှာထူပြီးတော့ဘယ်နေရာမှာပါမှာလဲပေါ့ဒါလေးတွေကအများအားသတိကတ်နေရတာပေါ့နော်အထူပါအလဲမှောင်အပြော့အမှားဒါလေးတွေအများအားအမှားရမရှိအောင်တော့သတိအများအားကတ်ပေးနေရတယ်အားကြောင့်တချို့တွေပြောတယ်ပုံဆွဲတာကတရားထိုင်တယ်လို့ပဲပေါ့နော်စိတ်ငြိမ်နေပေါ့အဲ့တော့ဖြစ်နိုင်ပါတယ်ပေါ့နော်ဖြစ်နိုင်တယ်ဘာလို့ဆိုတော့သူကဒီရဲ့ရှေ့ကဒီ point လေးပေါ့နော်စုတ်တန်ရဲ့ point လေးရဲ့အရွေ့ပေါ်မှာအမြဲတမ်းသူက like သတိကပ်ပေးနေရတာပေါ့နော် like သိပေးနေရတယ်အသိစိတ်နဲ့သွားနေရတာပေါ့နော်အဲ့ဒီမှာကိုကပတ်ဝန်းကျင်တနေရာပေါ့နော်အာယုံပြန့်လွင့်လိုက်တာ ਨੇ ဒီပေါ်မှာကျွန်တော်တို့လိုအပ်ချက်တွေအများကြီးရှိသွားနိုင်တယ်ပေါ့နော်အမှားယွင်းတစ်ခုခုဖြစ်သွားနိုင်တယ်အခုဆိုလို့ရှိရင်ဒါ share တွေပေါ့နော် share တွေပေါ်နေတာပေါ့ share ဖြစ်တဲ့အတွက်သူကတစ်ဖက်ကအလင်းရောင်ရှိတဲ့အတွက်တစ်ဖက်ချမ်းမှာမှောင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှောင်နေဆိုပြီးတော့အဲ့ဒီအမှောင်ကြီးကိုပိတ်ကြီးလဲချဲလို့မရဘူးเนาะအဲ့တော့သူအမှောင်လေးဘယ်မှာရှိနေရလဲလက်မောင်းမှာရှိနေတယ်အဲ့တော့လက်မောင်းမှာဆိုလို့ရှိရင်မာဆယ်တွေရှိတယ်ပေါ့နော်မာဆယ်တွေရှိတယ်ကြွသားဒူတွေရှိတယ်အဲ့ထဲမှာဒီအမှောင်တွေကရှိနေတာပေါ့အဲ့တော့အမှောင်ကိုဆွဲရင်းနဲ့ကျွန်တော်တို့ဒီကြွသားရဲ့ဒူတွေပေါ့နော်ဒူတွေကိုမေ့ထားလို့မရဘူးကြွသားရဲ့ဒူတွေကိုခေါ်ပေးရတယ်ပေါ့နော်အမှောင်ဆိုပြီးတော့ကျွန်တော်တို့ပိတ်ကြီးခြေလိုက်လို့ရှိရင်အဲ့နေရာကြီးကမဆယ်တွေပြောက်သွားမယ်ပေါ့နော်ပြပြကြီးဖြစ်သွားမယ်ကြည့်လို့မကောင်းတော့ဘူးပေါ့အဲ့ပုံတစ်ပုံရဲ့အသက်ကလည်းအလင်းမှောင်ပေါ့နော်အရေးကြီးတယ်အဲ့အလင်းမှောင်ကိုသိချတွက်ကြတယ်ပြီးတော့ဒီအလင်းမှောင်တွေကလည်းပုံတစ်ပုံပို့ပြီးတော့အားကောင်းစေတယ်ကြည့်ရတာတင်းတင်းရင်းရင်းနဲ့ပေါ့နော်ထင်းထင်းရှားရှားတင်းတင်းရင်းရင်းအားကောင်းဖြစ်စေတယ်ကြည့်လို့ပိုကောင်းတယ်ပေါ့ပို့ပြီးတော့ဒီ character ကိုပို့ပြီးတော့ powerful ဖြစ်စေတယ်လေးပင်ဖြစ်စေတယ်ပေါ့လိုအပ်လို့ရှိရင်အဲ့လိုစာရွက်လေးတွေလှည့်ဆွဲရတယ်ပေါ့နော်အဲ့တော့တချို့ရေးချက်တွေမှာကျွန်တော်ကဘယ်လိုလှည့်ဆွဲလိုက်မှအဆင်ပြေတဲ့ရေးချက်ရှိတယ်ပြီးတော့တချို့ရေးချက်တွေကကျွန်တော်ရှူတောင်းပေါ်မူတည်ပြီးတော့ကျွန်တော်အားတန်တဲ့ရှူတောင်းရှိတယ်ကိုအားနေတဲ့เนาะရေးလို့ခက်ခဲတဲ့ရှူတောင်းတွေရှိတယ်အဲဒီခါကျတော့အဲ့ဒီ angle လေးကိုကျွန်တော်ဆိုက်ရလေးကိုရွှေ့ပြီးတော့ဆွဲလိုက်လို့ရှိရင်ပို့ပြီးတော့မြင်းမြတ်ဆန်ရတာပေါ့နော်ကိုလိုချင်တဲ့ပုံစံလေးပေါ့အဲ့တော့ကျွန်တော်ဒီအလင်းမှောင်ကိုတွက်ပြီးတော့ဆွဲနေတဲ့တစ်ချိန်တည်းမှာပဲဒီရေးချက်က workmanship ပေါ့နော်ရေးချက်ရဲ့အလှပပေါ့ရေးချက်အလှပကြည့်လိုက်လို့ရှိရင်ရေးချက်လေးတွေတက်ရနဲ့ညီညာနဲ့ဒီဆွဲနေတဲ့ character ပေါ့နော်ပြီးတော့ရှင်ဆွဲနေတဲ့အစိပ်ပိုင်း muscle တွေကို supporting ဖြစ်မဲ့ရေးချက်အလှလေးတွေလည်းတတိထားရတာပေါ့နော်
ဒါကလက်မောင်းလုံးတော့စကတ်ထိုးတာပေါ့ပြီးတော့ဒီထည့်ထားတဲ့အလဲမောင်းနေပြည့်ရှိသွားအောင်ရယ်ပြီးတော့စကတ်ထည့်လိုက်တဲ့အခါမှာပို့ပြီးတော့မဆယ်ရဲ့ဒုတယ်တွေပို့ပြီးတော့ပိုကြွလာတယ်အောက်မှာထည့်ထားတဲ့shadow ကလည်းပို့ပြီးတော့ပြည့်ဖြစ်သွားတယ်ပေါ့နော်ပြီးတော့လိုအပ်တဲ့အသေးစိတ်ကလေးတွေလိုက်တိုးတယ်အမောင်ထည့်မယ်အမောင်ကတော့ခုနပြောသလိုပဲပို့ပြီးတော့ဒူးတယ်ကိုပို့ပြီးတော့လုံးကျွတ်သွားစေတယ်ပုံလည်းပို့ပြီးတော့ outstanding ဖြစ်လာတယ်ပေါ့နော်တင်းချာလည်းပို့ပြီးတော့ဒူးတယ်ကြွလာတယ်ပြီးအလဲမောင်နုရဲ့ပြေဆုံးသွားတဲ့အခါမှာပုံကပို့ပြီးတော့ချစ်လက်ဖြစ်လာတာပေါ့နော်ရေးချက်အနေနဲ့ကတော့အထူပါအလဲမောင်ပြော့အမှာတချို့နေရာမြင်းအရှိတချို့နေရာမြင်းတူတူလေးဒါပုံရဲ့ဒီ concept ပေါ့နော်အကြောင်းအရာပေါ်မူတည်ပြီးတော့သူရဲ့ characteristic ပေါ်မူတည်ပြီးတော့မှဒါဆွဲတဲ့လူကလည်း quality ပေါ်မှာသူနဲ့လိုက်ဖက်မဲ့ရေးနေရေးဟန်ရေးချက်ပေါ့နော်ဒါမျိုးလေးတွေကိုသုံးရတယ်မှားတဲ့နေရာမှာအောင်ဆွဲရတယ်ပြော့တဲ့နေရာကိုပြော့အောင်ဆွဲရတယ်အခုကတော့လက်သီးစုပ်ပေါ့နော်လက်သီးစုပ်မှာရှိတဲ့ဒီလက်သီးထိတ်ကနေရာလေးတွေပေါ့နော်လက်သီးထိတ်ကရှိနေတဲ့ရိုးအစစ်ဖုထစ်နေရာလေးတွေဒါလေးကိုတခြားလေးဒါရေးဆွဲနေတဲ့အပိုင်းပေါ့နော်လက်ဆွဲတာလည်းအရင်သတိထားရတယ်လက်ကလည်းအရင်ခတ်တဲ့မှာပါတယ်အခုမှစပြီးတော့လေ့လာမဲ့ဒီစဆွဲမဲ့ beginner တွေဆိုလို့ရှိရင်လည်းလက်ဆိုလို့ရှိရင်တော်တော်လေးတိုင်ပတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ professional ကိုယ်တိုင်လည်းလက်ဆွဲတဲ့ခါမှာပို့ပြီးတော့တခြားနေရာတက်ကိုပို့ပြီးတော့သတိထားရတယ်အာရုံစိုက်ရတယ်ပို့ပြီးတော့တိကျတဲ့အယိုးအကျော်အသားပေါ့နော်သူ့ရဲ့ structure မှန်ကန်တဲ့ပုံစံဖြစ်အောင်တော်တော်လေးသတိထားပြီးတော့တွက်ဆပြီးတော့ထိမိဆွဲရတယ်ပေါ့နော်
ဒီပုံမူကြတော့အလင်းအမှောင်လဲပါတဲ့အတွက်အလင်းအမှောင်ကိုပါတခြားလေးတွက်ပြီးတော့တတိထားရတယ်ဒါနောက်ထပ်ညာဘက်လက်အဲ့တော့ညာဘက်လက်ကြည့်အောင်ညာဘက်လက်မှာဆိုလို့ရှိရင်သူရဲ့အယိုးเนาะအယိုးပေါ်မှာရှိနေတဲ့ဒီသွေးကြောလေးတွေပေါ့နော်သွေးကြောလေးတွေကိုကျွန်တော်ရသလောက်စူးစမ်းပြီးတော့ဒါဖော်ကြည့်နေတာပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကျမ်းမာကြခိုင်တဲ့လူတစ်ယောက်ပေါ့နော်ပြီးတော့လက်သီးကိုအားနဲ့မှန်နဲ့ကြစ်ကြစ်ပအောင်ဆုပ်ထားတယ်ပေါ့အဲ့ဒီမှာသူ့ရဲ့လက်ပေါ်မှာရှိနေတဲ့မဆယ်တွေပြီးတော့ဒီအောက်ကအယိုးပေါ့နော်အယိုးလက်မှာရှိတဲ့အယိုးဒီဆောက်ပုံနေအယိုးမှာရေပြားပြီးတော့သွေးကြောပေါ့နော်ဒါလေးတွေပေါ်လွင်အောင်အားထုတ်ထားတယ်ပေါ့ဒါနောက်ထပ်ဘယ်ပချမ်းကရှင်ဘက်အောက်ပေါ့နော်ရှင်ဘက်အောက်အခုဆွဲလိုက်တဲ့နေရာလေးကဒီ six pack ကပထမဆုံးအဆင့်ပေါ့နော်ပထမဆုံးအဆင့်ရှင်ဘက်အောက်မှာရင်ဘတ်အောက်ကနေထပ်ဆင်းမှာဆိုရင်6 byte ရှိမှာပေါ့နော်အဲ့ဒီကပထမဆုံးအတန်းပေါ့အဲ့တအိမ်ကို another line ထည့်တယ်ပြီးတော့တုံးထည့်တယ်ဒါကတော့ဒါရဲ့ဒီနောက်နော်ဒီနောက်လက်ကလည်းဒါလေးတွေလည်းသူ့ရဲ့မြင်းအကွေအကောက်ဒါလေးလည်းတခြားမှအောင်ထည့်ရတာပေါ့နော်ဒါကဒီလက်နှစ်ဖက်ရဲ့အောက်မှာအရိပ်ထည့်လိုက်တာပေါ့ဒါရိတ်ထဲတာကကြတော့ဒီအပေါ်မှာရှိနေတဲ့အစိတ်ပိုင်းတွေပေါ့နော်အစိတ်ပိုင်းတွေကိုပို့ပြီးတော့ပေါ်လွင်စေချင်တာရယ်ပုံအားပို့ပြီးတော့ကောင်းစေချင်တာရယ်ပေါ့နော်အဲဒါကြောင့်ရိတ်ထဲလိုက်တာဖြစ်တယ်ဘာလို့အဲ့နေရာကဒီဒေးတွေပြဖို့မလိုဘူးပေါ့အဲ့အတွက်ကိုသူ့ကို shadow အောက်ထက်ကိုဆွဲသွင်းလိုက်လို့ရတယ် shadow နဲ့ဖိလိုက်လို့ရတယ်အသေးစိတ်တွေဆွဲပြမလို့ကဒီ theory အရဆိုလို့ရှိရင်တော့အဲ့လိုကြောင်ညိုကြောင်ညားတွေမှာဆိုလို့ရှိရင်အရိပ်တွေရှိတတ်တယ်ပေါ့လေဒါတော့ဒါမှဓာတ်ရဲ့နောက်ကနေစပင်လွှဲနေတာလေးပေါ့ဒါလည်းတော်တော်သတိထားရတယ်ပေါ့နော်တော်တော်သတိထားရတယ်တချို့နေရာတွေဆိုလို့ရှိရင်အသက်အောက်ပြီးတော့ဆွဲရတာရှိတယ်ဆုတ်တက်အောင်လဲခြုံအောင်ပြန်သွေးရတယ်သွေးတာလည်းတခြားနေရာမှာမဟုတ်ဘူးเนาะဒီအရိပ်ထဲမှာပဲတော့သွေးလိုက်တာ
ဖို့ဆိုပုံကတဖြည်းဖြည်းနဲ့ပြီးတော့မှာပေါ့နော်အားလုံးပြီးသွားတော့လိုအပ်တာတွေပြန်စစ်ပေါ့ပြန်စစ်ပြီးတော့လိုအပ်တဲ့ရေးချက်အသေးစိတ်ကလေးတွေလိုအပ်တာလေးတွေလိုက်ဟိုထောက်တီထောက်လုပ်ပေါ့နော်အမောင်လေးတွေပြန်ထည့် sketch လေးတွေထပ်ထည့်ပြီးတော့အဆက်ပြောက်လေးတွေထပ်လုံးပေါ့နော်ဒါကတော့ဆွဲရင်းနဲ့ပေါ်လာတဲ့စိတ်ကူးပေါ့ဒါနဲ့သွေးတွေစီးကြနေတော့ဒီတော့ဒီတိုက်ပွဲဝင်နေတဲ့မြင်ကွင်းအနေအထားတစ်ခုလည်းဖြစ်နိုင်တယ်ပေါ့နော်ရန်သူတွေနဲ့ဘက်တယ်ဆိုင်နေတဲ့ချိန်သူ့တက်ကိုယ်တက်လူနေရတဲ့အချိန်ဒီလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒါသွေးတွေထဲလိုက်ခြင်းအဖြစ်လက်ရှိအချိန်အနေအထားတစ်ခုမှာတစ်ခုတိုက်ပွဲဖြစ်နေတယ်ဘေးကနေကြုံနေရတယ်ဆိုတော့ပို့ပြီးတော့ပူနွေ့နွေ့ခံစားရစေတယ်ပေါ့နော်သွေးတွေမထည့်ဘဲနဲ့ဒါကြီးကတအားကိုပြောင်းလဲပြီးတော့အသေးချက်ချွတ်ဖြစ်နေတယ်ဆိုလို့ရှိရင်သူအလှပြနေတယ်လို့ဖြစ်နေမှာပေါ့ဒါကြောင့်သွေးလေးတွေထည့်ဖို့စိတ်ကူးပေါ်လာတာပေါ့ဒါပတိုင်းမွေးပေါ့နော်ပတိုင်းမွေးလေးတွေဒါတော့နောက်ဆုံးဆင့်ဆိုတော့လိုအပ်တာလေးတွေထပ်ဖြည့်ပေါ့ဒါကတော့ background ဖြည့်ပေါ့နော် background ဖြည့်လိုက်လို့ရှိရင်ပုံကပို့ပြီးတော့အားကောင်းပြီးတော့ဒီရှေ့က foreground ပေါ်လွင်စေခြင်းတဲ့အတွက်ကို background ကို black tone နဲ့ဖြည့်လိုက်တာပေါ့နော်ကဲပုံလေးကတော့ပြီးသွားပြီဗျာဒီပုံနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်တွေရှိလို့ရှိရင် comment box မှာရေးပေးသွားနိုင်ပါတယ် See you ပါဗျာ